ပရိဒံယံဗနံတတနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံယံပရိဒံအချင်းကုလိမာလပရိတောကိုဗနံတတရွတ်ဆိုသောသူဤနိသိဏဌာနဒောဝနံနေရာထိုင်ကုန်ကိုစေးကြောကြောင်းဖြစ်သောဥဒကံပိရေသောမ၎င်းသဗ္ဗမေဝလုံးစုံသောပရိသယံဘေးရန်ကိုဝိနာသေတိကင်းပြောက်စေနိုင်၏သောတိနာကဗ္ဗဥဒ္ဓနံယင်သသာတေတိသင်္ကနေခေရသင်္ကုလိမာလသလောကနာထေနဘာတိတံကဗ္ဗထာယိမာတေဇံပရိဒံတံပနာမဟေယံပရိဒံချင်းအင်္ဂုလိမာလပရိတောတိယင်ခန္နေရွတ်စင်အခိုက်၌ပင်သောတိနာချမ်းချမ်းသာသာဖြင့်ကဗ္ဗဥဒ္ဓနံကိုဝွန်မထမွေးဖွားရခြင်းကိုလီသာတေတိတခဏချင်းအားဖြင့်ပြီးစေနိုင်၏ခေရသင်္ကုလိမာလသာအင်္ဂုလိမာလမထေမြတ်အားလောကနာထေနမြတ်စွာဘုရားသည်ဗာတိတံဟောတော်မူအပ်ပြီးကဗ္ဗထာယံကဗ္ဗဆုံးတိုင်းတည်သောမာတေဇံစွမ်းကြီးမာသောပရိဒံတံမနာမဟိထိုအင်္ဂုလိမာလပရိတောကိုအကျွန်ုပ်တို့သည်ရွတ်ဆိုကြပါကုန်စို့ယတောယံပဂ္ဂိနိအရိယာယဇာတိယံဇာတောနာဘိဇာနာမိသင်္စိဇာပါဏံဇီဝိတာဝရောပေတာဒေနာသစ္စေနတုဋ္ဌိဒေဟောတုတုဋ္ဌိကပ္ပသာပဂ္ဂိနိနမဟံငါသည်ရသောအကျဉ်းခါမှစ၍အရိယာယဇာတိယအရိယာဇတ်ဖြင့်ဇာတော့ဖြစ်ခဲ့ပါ၏တတော်ထိုအခါမှစ၍သေစေဇာသေစေလိုသောစေတနာဖြင့်အာထော၍ဘာနံတတ္တဝါကိုဇီဝိတဇီဝေရေမဟောတော်ပေတာချခဲ့တတ်ခဲ့သည်ဟူ၍နာဘိဇာနာမိမရှိခဲ့ပေမရှိခဲ့ဘူးဧဒေနာသစ္စေနဒေနာသစ္စေနထိုသစ္စာစကားကြောင့်ဒေသင်အားတုဋ္ဌိချမ်းသာခြင်းသည်ဖြစ်ပါစေတည်းကဗ္ဗသာသူငယ်ဤတုဋ္ဌိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းအင်္ဂုလိမာလသုတ်တံဒိဋ္ဌိတံအင်္ဂုလိမာလသုတ်တံအင်္ဂုလိမာလပရိတောတိအာရောကြတယယောဂကင်းရှင်းကျမ်းမာခြင်းကြုံငါမင်္ဂလာထာယကောင်းခြင်းမင်္ဂလာဖြစ်လာစေခြင်းကြုံငါအန္တရာယဝိနောဒနထာယတွင်မအန္တရေသွဲသွဲတို့မညိတွေ့အောင်အန္တရေဟုသမျှကိုပယ်ဖြောက်ခြင်းအကျိုးငါနောမကံအင်္ဂုလိမာလပရိတောမြမပြန်ယုပသရစေနာယူမသာကြကုန်သောအကျွန်ုပ်တို့အားရခန္တုနေညမသွေစောက်ရှောက်ပါစေတည်းသာဓုသာဓုသာဓု